はい、皆さん、先生を、電源されてるよ、リラや。や一番状況を詳細に書いてください。အဲ့တော့ဒီမှာ詳細ဆိုရယ်ခန်းကြီးပါနော်ခန်းကြီးရဲ့အဓိပ္ပာယ်ကိုရွေးမှဖြစ်တဲ့ကြောင့်ဒီမှာတော့မြင်မြန်ဆန်ဆန်နဲ့ပဲ詳細ပေါ့နော်ရှုံးပန်းကိုရွေးပါမယ်။ဟိုင်အဲ့တော့ဒီနေရာမှာသူကဖမ်းတတ်တာတော့ဒီလိုမျိုးလေးပေါ့နော်ဇာတ်တို့စာရီတို့ဆိုတဲ့ပုံစံမျိုးလေးတွေနဲ့ဖမ်းတတ်တာဖြစ်တဲ့ကြောင့်皆さんအဲ့ဒါလေးကိုတော့တေချာလေးသတိထားပါပေါ့နော်သတိထားပြီးတော့တေချာလေးရွေးရအောင်詳細ဖြစ်ပါတယ်။ဟာဒီဘက်ကြည့်မှာဘုံစိတ်ကင်းနေပါကိုရှိကြီးကန်ကခါခါလေးမှာခွဲချမ်းစိတ်ဖြာဖို့အတွက်နည်းနည်းအချိန်ကြာမယ်ဘုံစိတ်ကင်းလို့ပြောတာဖြစ်တဲ့ကြောင့်一番မှာနော်ဖြေမှာ一番ဖြစ်ပါတယ်။အမှန်ခမင်းတို့ခေကနေခါရမတိခသာဆိုင်လို့ပြောပါတယ်အဲ့တော့ခါရမတို့ဖြစ်တဲ့ကြောင့်2番ခါရမတို့ဆိုတာချီနှောင်လိုက်ပါစီးခဲ့တယ်ပေါ့နော်ခါရမတိရှိမတာဆိုရင်စီးလိုက်မိရေပေါ့ဟဲ့じゃあ4番ここでは農薬を全く使わずに野菜をစိုက်してるစိုက်ပျိုးနေပေါ့နော်အဲ့ဒီနေရာမှာဆိုလို့ရှိရင်လေယာစိုက်ပျိုးလေယာမှာတုံးနေဆေးရှိရလေနော်အဲ့ဒီဆေးကိုလုံးဝမတုံးဘဲနဲ့အသီးရွက်တွေကိုစိုက်ပျိုးနေပါတယ်လို့ပြောပါတယ်အဲ့တော့ဒီနေရာမှာဆိုတော့ no yak လို့ပြောတာဖြစ်တဲ့ကြောင့်နှီးပန်းဖြစ်ပါတယ် no yak ဟုတ်ပြီနော်ကောပါတော့တဲ့မောဒီကဘာခန်းကြီးဖြစ်မလဲအာဇာယာကာဆိုရခန်းကြီးဖြစ်ပါတယ်အာဇာယာကာနာတာကိုတော့ဘွဲတဲမှာဆိုတော့အရန်ကိုမှကြည်လင်ပြက်သားနေရပေါ့နော်တောက်ပနေရဆိုရဟာတော့မှတ်မိခဲ့ပါတယ်မှတ်မိနေပါတယ်ဆိုရခန်းကြီးကအာဇာယာကာနာဆိုရခန်းကြီးဖြစ်ပါတယ်ဟဲ့ကျတော့ကျွန်မတိုင်းနေကိုသွားပါမယ်လောက်ကပါこの会社を志望した理由を教えてくださいအဲ့တော့ဒီကုမ္ပဏီကိုရှောက်ထားတဲ့အကြောင်းပြချက်ကိုပြောပါရှိဖို့ဆိုရခန်းကြီးနော်ဒီခန်းကြီးနဲ့သွားပါမယ်ဒီရှိဖို့နော်များစားအဲ့တော့ရှိဖို့တို့ကီလို့ပြောတော့အလုပ်ကိုရှောက်ရတဲ့စိတ်ဆန္ဒပေါ့နော်အလုပ်ကိုရှောက်ရတဲ့理由ပေါ့ဒီမှာတော့အကြောင်းပြချက်အဲ့တော့ရှိဖို့ဆိုဒီရှိဖို့ဖြစ်ပါတယ်ကျန်တဲ့ရှိဖို့တွေနဲ့သုံးလို့မရပါဘူးပြင်မှန်နေပါမှာ7番あの坂の短編小説はとても面白いနော်短編小説ဆိုတဲ့短編ဆိုတဲ့ခန်းကြီးများစားနော်一番ဖြစ်ပါတယ်တော့အဲ့ဒီစာရေးဆရာရဲ့ဇလန်းတို့ပေါ့နော်ဇလန်းတို့ဝိထုကအရန်ကိုမှစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့ဇလန်းတို့ဝိထုတို့ဆိုရင်短編하지만桜の花が散っていくのをနော်眺めるဆိုမျှော်ကြည့်ရပေါ့အဲ့တော့桜ပန်းတွေကြွေကျသွားတဲ့ဟာကိုမျှော်ကြည့်ပါတယ်ကြွေကျသွားတယ်ဆို take ဆိုကြွေကျသွားတယ်ပေါ့အဲ့ကြွေကျသွားတာဖြစ်တဲ့အတွက်ကြောင့်ကြွေကျသွားတယ်ဆိုခန်းကြီးက3番ပါလွယ်လေးနော်はい9番このセーターにはとても柔らかい毛糸が使われているအဲ့တော့ဒီဆွဲတိုင်းညီမရန်ကုန်မှာနုညံ့နဲ့နော်သုံးမွေးချီလေးတွေတောင်းထားပါတယ်လို့ပြောရဲရဝါရကိုက်ရခန့်ကြီးကိုရွေးမှာများစားအဲ့တော့ရွှန်းပန်းပေါ့လွယ်တယ်နော်はい10番最近あまり体調が良くないのは疲労のせいだろうနော်အခုတော့မှတိတ်ပြီးတော့ခန္ဓာကိုယ်အခြေအနေမကောင်းဆိုတာပင်မနေရချောင်းများလားဆိုရယ် hero ဆိုရယ်ပင်မချင်းဆိုရယ်ခန့်ကြီးကိုရွေးပါမယ်ဒီဟာလေး皆さん一番ဖြစ်ပါတယ်はいじゃあ3番ကိုကြည့်ပါမယ်11番醤油の何々原料は大豆です大豆ですနော်ပဲကြည့်ပေါ့အဲ့တော့醤油မှာအဓိကသုံးထားတဲ့原料ပါနော်ကုန်ချမ်းပစ္စည်းက大豆ဖြစ်ပါတယ်နော်အဓိကသုံးထားတဲ့ဟာပါလေ大豆ဖြစ်ပါတယ်ဟိုင်ကျတော့ဆိုရင်အဓိကလို့ပြောတာဖြစ်တဲ့ကြောင့်ဆိုတော့အဓိကဆိုရပါလေ一番ကို一番မှာနော်ရေးလို့မရလို့ comment လေ12番子供たちの読書何々が進んでいるらしいကလေးတွေရဲ့စာဖတ်တဲ့ကွက်လက်ကရှေ့ကိုဆက်သွားနေတဲ့ပုံပဲအဲ့တော့ဒီမှာဆိုရင်နုကေတို့နီကေတို့ဝါကာတွေတို့ဟာနာတွေလို့ပြီးထားတယ်အားလုံးကဘာလဲဆိုရင်ဒီ negative ပုံစံမျိုးပေါ့နော်စာဖတ်တဲ့ဟာကိုမဖတ်တော့တဲ့ပုံစံမျိုးပေါ့နော်စာဖတ်နေရတဲ့ခွာနေတဲ့သူပေါ့နော်စာဖတ်တာကိုခွာနေတဲ့လူတွေကရှေ့ဆက်သွားနေတဲ့ပုံပဲဆိုရင်ဒုက္ခဆိုရင်ဆိုအနုကေတို့နီကေတို့ဝါကာတွေတို့မသုံးပါဘူးဟာနာတွေဆိုတဲ့ပုံစံမျိုးနဲ့သုံးပါတယ်ဒုက္ခဟာနာတွေဆိုပြီးတော့သုံးပါမယ်ဟုတ်ပြီနော်13番経営の方針については社長が決定何々を持っているအဲ့တော့ဒီစီးပွားရေးရဲ့နော်ဒီစီမံကိန်းပေါ့စီမံကိန်းနေနဲ့ပတ်သက်ပြီးတော့社長ကဆုံးဖြတ်ရမယ်တထေးဆိုမှတော့ဆုံးဖြတ်ရမယ်အခွင့်အာဏာရှိရလေအဲ့တော့အခွင့်အာဏာတော့ပိုင်ဆိုင်ထားတဲ့ဆိုရင်ဆိုစံပန်းဆိုရင်ခင်းဆိုတဲ့ပုံစံမျိုးနဲ့တွဲရတော့မှာမယ်ခင်းအောင်နော်ခင်းဆိုတော့ဆုံးဖြတ်ရမယ်အခွင့်အာဏာကိုပိုင်ဆိုင်ထားပါတယ်ဆိုရင်ခက်တဲ့ခင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဟိုင်ကြဆိုအဖြစ်မှန်ကစံပန်းဖြစ်ပါတယ်။အိမ်မွန်တိုင်းရုံးကိုကြည့်အောင်ကြည့်ရမယ်။両親は美味しい料理で結構何々のが好きだ။အဲ့တော့ဒီမိဘနှစ်ပါးကအရသာရှိတဲ့အစားအစာတွေ
နေပေါ့နော်အဲ့တွေကိုဆိုကွက်လက်ရအကြိုက်တယ်ဆိုအဲ့ခံအကြိုက်တယ်ပေါ့အဲ့ခံနေဆိုတော့စကလုံးကဘေးစကလုံးလေအချီပါမိုတဲနာဆိုအဲ့ခံကျွေးမွေးရဲဆိုတဲ့ဒီပဲဖြစ်ပါတယ်ဒါဆိုဆက်ဆိုဒီမှာအဖြစ်မှန်ကအချီပါမိုတဲနာဆိုပါနော်အဲ့ခံကျွေးမွေးရဲအဲ့ခံကျွေးမွေးရတာကိုကြိုက်ပါတယ်အိုသားတဲလို့ဆိုတာမြောက်ပင်ပြောဆိုရဲလို့ပြောတာအဲ့အတွက်ကြောင့်အိုသားတဲလို့မဟုတ်ပါဘူးနော်ဟာအစမှာယူလို့ဆိုတာခွင့်လွတ်တယ်လို့ပြောတာမှားပါတယ်ရောမန်စကူဆိုတာကဲစေတယ်ဆိုတဲ့ဒီပဲဖြစ်တယ်အဲ့တော့အဖြစ်မှန်ကအချီပါဖြစ်ပါတယ်ကျူးကပါその駅は各駅停車の電車は止まりますが急行電車は何々အဲ့ဒီဘူတာကဘူတာတိုင်းရက်တက်နဲ့ယထာတွေကပေါ့နော်ဘူတာတိုင်းမှာရက်တက်လို့ရတယ်ယထာတွေရက်တယ်ဆိုပေမဲ့လည်းပဲတဲ့အမြန်ယထာကတော့မရက်ဘူးပေါ့နော်ကြော်သွားတယ်အဲ့တော့ကြော်သွားတယ်ဆိုတဲ့စကားလုံးကဘယ်ခံကြည့်လဲ1 2 3 4ကိုကြည့်လိုက်တဲ့အခါမှာကြော်သွားတဲ့ကစုကပေါ့နော်စံပန်ဖြစ်ပါတယ်စုက16番見たい人の記憶は残るように何々のあるポスターにしたいポスターはのポスターもポスターအဲ့တော့မြင်ရတဲ့လူတွေရဲ့ 記憶နောက်မှညံနေမှာကြံနေရအောင်နဲ့ quality poster ဖြစ်ချင်တယ် quality poster ဆိုနံပါတ်1 impact တော့ဆို effect ပေါ့နော်တက်ရောက်မှုရှိရဲ့ poster ဖြစ်ချင်တယ်ဆိုတော့effect ဆိုတဲ့ပုံစံမျိုး impact ဆိုတဲ့ပုံစံမျိုးသုံးပါမယ်ဒါဆိုအဖြစ်မှန်ကအချေပါပေါ့နော်ဒီဘက်ကကျ pressure ဆိုတာ pressure ကိုပြောတာအဲ့တော့သက်ဆိုင်မှုမရှိဘူးစမ်းပန်းက charge ဆိုတာ charge ကိုပြောတာသက်ဆိုင်မှုမရှိဘူးရောမန်က shock ကိုဆိုရင် shock ဖြစ်တာသက်ဆိုင်မှုမရှိနော်အဲ့တော့ sensor အဖြစ်မှ each ပေါင်းဆိုရ effect ပေါ့နော်တရားမှုရှိတဲ့ poster ဖြစ်ချင်တယ်ကျိုးနာတာပါချင်းမို့တော်တော်စင်ရှူကオリンピックでメダルを取得したことがテレビで何々されたအဲ့တော့ဒီဒေတာကန်လက်ရွေးစင်ကအိုလံပစ်မှာမေဒါလို့ပေါ့နော်စုတစိတ်ကိုရရှိခဲ့တယ်ဆိုတာကို TV မှာကြေညာခဲ့အဲ့တော့ TV မှာကြေညာခဲ့တဲ့စကားလုံးကဘယ်ဟာလဲဆူရှင်ဖူကျူတင်ဂွန်ဟိုဒိုဆိုတဲ့အဖြစ်မှန်ကတော့ဟိုဒိုဖြစ်ပါတယ်သတင်းမှာအစီရင်ခံပြီးတော့သတင်းမှာကြောညာတာကိုဟိုဒိုဆိုပြီးအတန်လွှင့်တဲ့ပုံစံမျိုးနဲ့သုံးပါတယ်ဟိုဒိုပါနော်တင်ဂွန်ဆိုတာတဆင့်စကားပြောတာဟိုမှာ message ပေါ့message ပို့တာတော့ငါနင်းကိုပြောပြမယ်ငါဒီစကားကိုသူ့ပြောပြပေးလို့ရမလားဆိုရဲအဲတင်ကွန် focus ဆိုတာပြန့်နှံ့လာတယ်လို့ပြောတာဟုတ်ပြီနော် social ဆိုတာကြတော့ဆက်သွယ်တဲ့ပုံစံမျိုးပြောတာဖြစ်တယ်တော့ဖြေမှန်ကတော့ရုံးပန်ဖြစ်ပါတယ်ကျူးဟာစီပါ台風で電車が運休になり数件や数学で利用する人に何々影響を与えた影響ဆိုပေမဲ့အတန်ထွက်ရင်影響လို့ထားပါတယ်မုန်တိုင်းကြောင့်ပေါ့နော်ရထားတွေရက်တန့်သွားပြီးတော့အလုပ်သွားအလုပ်ပြန်ကြောင်းသွားကြောင်းပြန်အသုံးပြုနေတဲ့လူတွေအတွက် quality effect ကိုရခဲ့ပါတယ်ဘလို့လဲတက်ရောက်မှုရှိခဲ့ရောင်းမှာကြီးမားတဲ့ effect ကိုရခဲ့တာအဲ့ဒီကြီးမားတဲ့ဟာကိုတို့ကဒီမှာကြီးမားတဲ့ခန်းကြီးကြီးပြပြီးတော့ဘေးတစ်ခုလေလုံးမိတာအဲ့တော့များစားအထိပ္ပယ်ဟာတစ်ခုနဲ့တစ်ခုကတော့မတူဘူးเนาะနံပါတ်1ကအိုးမကနာဆိုတာဘာလဲဆိုရင်အားလုံးကိုခြုံငုံပြီးတော့အကျန်းပြင်းအနေနဲ့ကောက်နှုတ်ပြီးတော့ပြောတာပေါ့နော်အဲစကားပြောမယ်ဆိုရင်ကဲအဲ့ဆိုရင်ငါဒီစာအုပ်တွေဖတ်ထားတယ်ဒီစာအုပ်တွေမှာအားလုံးခြုံငုံပြီးတော့အကျန်းပြင်းပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဆိုတော့ summary လုပ်လိုက်တာပေါ့ summarize လုပ်ပြီးတော့ချုပ်ပြီးတော့ပြောတဲ့ပုံစံမျိုးအနေနဲ့ပြောတာဖြစ်ပါတယ်မိဘကကြတော့အဲ့ဒါပေါ့နော်သူကကြတော့ကြီးကျယ်မြင့်မြတ်တယ်ဆိုတဲ့အိဗယ်မြင့်မြတ်တယ်ဆိုတဲ့စကားလုံးကြီးပါတယ်ပေါ့နော်လူကမြင့်မြတ်တယ်ဆိုတာမျိုးတဘာဝမြင့်မြတ်တယ်ဆိုတာမျိုးဒါမျိုးတွေနဲ့တွဲပြီးတော့တောင်းပါတယ်စမ်းမန်းကကြတော့ okay ဆိုတာ over ဖြစ်တယ်ပေါ့နော်ဟိုအပူလုပ်ပြီးပြောတယ်ဟန်လုပ်တယ်အပူလုပ်တယ်ပေါ့နော်အရင်ကချက်ကားပြီးတော့ချက်ကားတဲ့အထိပဲတက်ရောက်ပါတယ် okay ဆိုတာမျိုးဘန်းကကြတော့တာတိုင်းနာလို့ပြောတယ်တာတိုင်းနာဆိုတာကြီးမားတော့ဆိုရတဲ့ပဲအဲ့တော့ဒီနေရာမှာကြီးမားတဲ့ effect ကိုရနိုင်နေဆိုရင်တော့ဒီစာကြောင်းနဲ့ကိုက်ညီဟာရုံးပန်းဖြစ်ပါတယ်တာတိုင်းနာကောအတိုက်တာはいな。はい。19番打ち場面。西山さんは、転校してきたばかりだが、友達もできて、もうすっかりクラスに何々いる。西川さんがကြောင်းပြောင်းပြီးပေါ့နော်ကြောင်းပြောင်းလာစားဆိုပေမဲ့လည်းပဲတငယ်ချင်းတွေပေါ်လာပြီးတော့လုံးဝမှဒီ class ထဲမှာပေါ့နော်အကြောင်းမှသူအသားကျနေပေါ့အတန်းမှာရောနော်နေနိုင်နေပြီပေါ့အတန်းထဲမှာကွက်လက်ဖြစ်နေပြီရောနော်နေနိုင်နေပြီဆိုရဲစကားလုံးကိုရေးခိုင်းနေအတဲဟာမတဲ့溶け込んで結びついて触れ合ってဆိုတဲ့စကားလုံးအတန်းထဲမှာလုံးဝမှရောပါနေပြီရောနှိုးနေပြီဆိုတဲ့ပုံစံမျိုးဆိုလို့ရှိရင်ပျော်ဝင်သွားပြီဆိုရဲခံကြည့်အိဗယ်နဲ့လိုက်ပါတယ်溶け込んでလို့ပြောပါတယ်ဒါဆိုရင်ဒီမှာအဖြေမှန်ကနှိပါ溶け込んでလို့ပြောရဲနော်はいအတဲဟာမလို့ဆိုရဲဒီပြပါလဲဆိုလို့ရှိရင်ကိုက်ညီတယ်ပေါ့အဝင်နဲ့ကွက်တီဖြစ်တယ်ပေါ့အမဒီရေခဲတက်တာဒီနေရာမှာထားမယ်ပေါ့ထည့်လိုက်တယ်မှာလုံးဝကွက်တီပဲဆိုလို့ရှိရင်ကိုက်ညီသွားတယ်ကွက်တီပဲဖြစ်သွားတယ်ဆိုရင်တော့အတဲဟာမလို့ပြောပါတယ်မှန်သွားတယ်ပေါ့နော်ပြီးရင်မှန်သွားတယ်ဆိုတာအဲ့လိုမှန်ကန်တယ်ဆိုတဲ့ပုံစံမျိုးနေနဲ့လည်းသုံးနေရှိရပေါ့ဒါပေမဲ့ဒီနေရာမှာတော့လိုက်ဖတ်မှုမရှိဘူးเนาะဒီဘန်းကအဖြစ်မှန်ဖြစ်ပါတယ်
စားကမူဆူပီဆွေးတယ်ဆိုတာချီနှောင်းတာတစ်ခုနဲ့တစ်ခုကိုတစ်ခုနဲ့ချီနှောင်းနေဟာမှာမူဆူဆိုရဲအိဗယ်နေပြောတယ်ပေါ့ရုံးမန်းကကြောင့်ဖူရဲအောက်တယ်ဆိုတာဗာလေဖူရဲအောက်တယ်ဆိုတာကြတော့ထိရဲလို့ဆိုရဲအိဗယ်အဲ့တော့လက်နဲ့လက်အချင်းချင်းထိထားတယ်သူများလက်ကိုတွားကင်ထားတယ်ပခုံးကိုတွားဖတ်ထားတယ်အဲ့လိုမျိုးထိထားတယ်ဆိုရင်တော့ဖူရဲအောက်တယ်လို့ပြောပါတယ်အဲ့တော့ဒီစာကြောင်းနေနေဆိုလို့ရှိရင်တော့ကိုက်ညီမှုရှိတာကနိဗ္ဗာန်ဖြစ်ပါတယ်はい、2番私は何々性格なので時々財布を持たずに買い物に出かけてしまうことがあるကျွန်တော်ကကိုလက်တဲ့အချင်းစရိုက်ရှိတာမို့လို့ပါเนาะတခါတလေမှာဒီ財布ဆိုရဲပတ်စံအိတ်ကိုမယူဘဲနဲ့ဈေးဝယ်ဖို့အတွက်တွားလေးရှိရပါเนาะကျွန်တော်ကကိုလက်တဲ့အချင်းစရိုက်ရှိတယ်ဘယ်လိုအချင်းစရိုက်လဲပတ်စံအိတ်မယူဘဲနဲ့ဈေးဝယ်ဖို့တွားရဲဆိုတော့เนาะ careless ပေါ့ခယူမဆိုင်ဘဲနဲ့အမှုမဲ့လောက်တတ်တဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုမျိုးပုံစံမျိုးကိုစိုးကရှိလို့ပြောရဲပေါ့ပြပြနေပေါ့နော် careless but အခုတေချာယူမဆိုင်ပဲလောက်တာကိုဘယ်လိုပြောလဲစိုးကရှိလို့ပြောပါတယ်ဒါဆိုရင်ဒီမှာအဖြစ်မှန်ကတော့စံပန်းဖြစ်ပါတယ်နော်အဲ့တော့တခုရင်းစီရဲ့အထိပ်ပဲကိုရှင်းပြမယ်ဆိုရင်နံပါတ်1ကတော့ atsukamashi ဆိုတာက zuzu ရှိဆိုရင်ရိုင်းဆိုင်နေဆိုတဲ့ပဲဖြစ်ပါတယ်နော်အဲ့တော့ဒီနေရာမှာသုံးလို့မရပါဘူးဟိုတိုးရှိဆိုတာဗာလဲစိတ်အနှောက်အယှက်ဖြစ်တယ်လို့ပြောတာစိတ်ထဲမှာလေးနေပေါ့စိတ်အနှောက်အယှက်ဖြစ်ပြီးတော့စိတ်ကြလေးနေဆိုလို့ရှိရင်တော့တိုးရှိလို့ပြောတယ်ဒါလေးပဲမှားပါတယ်နော်စာဝါကရှိဆိုတာဆုညံနေစီကားရဲဆိုတဲ့ဖြစ်ပါဆုညံနေပေါ့ဆုညံနေလူအများကြီးနဲ့ပါတီလို့လို့ဆုညံနေတဲ့ပုံစံမျိုးမှာတောင်းနေတော့ပါလေမှာပါတယ်ဖြေမှန်ကတော့စံပန်းဖြစ်ပါတယ်ကြရဆိုလို့ရှိရင်များစမွန်တိုင်းကိုတောင်းပါမယ်မွန်တိုင်းကိုတောင်းမယ်မွန်တိုင်းကိုမှာရှုချောနေတဲ့ဝအိုးရိုးဆိုခိမာရီမစတာရှုချောဆိုတာကြတော့ခီးတော့မယ်နော်ရက်ကအချမ်းပြင်းနေနဲ့တတ်မှတ်ခဲ့ပါတယ်ဆိုရယ်ခံမှန်းချေတာဖြစ်တော့တတ်မှတ်ပြီးသွားပြီလို့ပြောရဲအဲ့ဒီခံမှန်းချေဆိုတာကနံပါတ်1ကဒီဟာဒိုင်လို့ဖတ်တယ်မိသားစုမှားနေပါတော့ဒိုင်ဆိုတာကြများသောအားဖြစ်တော့တတ်မှတ်ခဲ့တယ်ဆိုတာခံမှန်းချေနေနေတော့တတ်မှတ်ပြီးသွားပြီဆိုရင်တော့ဆင်းတို့ဒီနေရာမှာဖြစ်မှန်ကတော့အချိပန်းဖြစ်တယ်နော်စပယ်တဲ့ဆိုတာအားလုံးလို့ပြောတာအားလုံးတတ်မှတ်ပြီးပြီဆိုတာအိုးရိုးဆိုတာစပယ်တဲ့နဲ့ဆိုတာမဟုတ်ပါဘူးရတော်ဆိုတာနောက်ဆုံးမှာတော့ဟိုခံမှန်းချေဆွဲစကားလုံးနဲ့နောက်ဆုံးမှာတော့နဲ့လည်းမတူပါဘူးခံမှန်းချေဆွဲစကားလုံးနဲ့မိုးဆွဲပြီးဆွဲစကားလုံးနဲ့လည်းပဲမတူပါဘူးเนาะနောက်ထပ်ဆွဲစကားလုံးနဲ့လည်းမတူပါဘူးအဲ့တော့မှန်တဲ့ဟာတော့အချိပန်းဖြစ်ပါတယ်ဒီကြုံနေရကြည့်မယ်ခါတော့တော့တက်မောကြောကြီးကဤသူမအရန်ကိုမှနော်ယောဂီဆိုမန်နာလို့ပြောတာဖြစ်ပါတယ်မန်နာကောင်းနေပေါ့နော်ပြုတ်မှုတွေကောင်းနေပေါ့ယောဂီဆိုဟန်ပန်မှုရတယ်အပြုတ်မှုတွေကောင်းနေအဲ့ဒါစံပန်ဆိုရမန်နာကိုသုံးပါတယ်နော်ဒီဟာတွေမသုံးပါနော် idea တို့ service တို့ image တို့မသုံးပါဘူးအဖြစ်မှန်ကတော့စံပန်တော့တူတဲ့ဟာကိုရွေးမှာနော်皆さん23西山様いつも威張っている威張っているဆိုရတဲ့ပြပါလေမာနကြီးရ西山さんအရန်ကိုမှဒီဟန်နဲ့ပန်းနဲ့မာနကြီးနေရဲပေါ့အဲ့တော့အဲ့ဒီပုံစံကိုမြင်ရတာဘလို့ပုံစံမျိုးနဲ့မြင်ရလဲ一番ဆိုရင် name sony state နဲ့ name ဆိုအိမ်ငိုင်နေရလားမှားပါတယ်ဒီပါ era sony state era နော် era သူ့ကိုကြည့်ရ era ဖြစ်တဲ့ပုံစံမျိုးနဲ့မြင်ရတယ်ဘာပဲလဲမှန်ပါတယ်ဟုတ်ပြီနော်စမ်းမန်ကဟီမာဆိုနီစတဲ့ဟီမာဆိုတာအားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်နေရလားဆိုတော့လည်းမှားပါတယ်နော်အားတဲ့ပုံစံမျိုးနဲ့မြင်ရမှာမဟုတ်ပါဘူးယောမန်ကအီယာဆိုနီစတဲ့အီယာဆိုရဲစိတ်ပြက်စရာကောင်းတဲ့ပုံစံမျိုးဖြစ်နေရဆိုတာလည်းပဲမှားပါတယ်အဲ့တော့အဖေမှန်ကနိဗ္ဗာန်ဖြစ်ပါတယ်はいにちょんよんちめ使わないものはここに収納してくださいမသုံးတော့တဲ့အရာတွေကိုဒီနေရာမှာသိမ်းဆဲပါဆိုရတဲ့ပဲเนาะစီးရီဆိုရစနစ်တခြားတည်တတ်နဲ့စနစ်တခြားသိမ်းဆဲဟာရှူနိုးဆိုရပြောရပါเนาะအဲ့တော့မသုံးတော့တဲ့ຢာကိုဒီနေရာမှာသိမ်းဆဲပါဆိုဒီမှာနံပါတ်1ကနာရပဲလို့ဆိုတာစီတန်းတာလေစတေးလို့ဆိုတာပြစ်တာအာဇကေလို့ဆိုတာအနန္တာရှီမောက်ဆိုတာတိန်တာဆိုတော့စင်ဆိုဖြီမှန်ကပြရဖြစ်မလဲရုံးပန်းဖြစ်ပါတယ်はいဒီကြောကိုကြည့်ပါမယ်横山さんは不平を言うことが多い不平ဆိုတဲ့ဟာကြတော့မကျေနပ်တဲ့ဟာဖြစ်တင်တဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုပြောတာများတယ်ပေါ့အမြဲတမ်းမကျေမနပ်ဖြစ်တဲ့ဟာတွေကိုပဲပြောနေတယ်မကျေမနပ်ဆိုတဲ့ဟာကိုပြောမယ်နံပါတ်1ကဂျော်ဒန်ဆိုတဲ့ဟာတာဆိုတာဘာဖြစ်လဲမှားပါတယ်နံပါတ်2ဥဆိုလိန်နာလည်းမှားတယ်နော်အဲ့တော့မကျေမနပ်ဖြစ်တာနဲ့ဥဆိုလိန်နာနဲ့မတူဘူးနော်နံပါတ်2ကပါလေမွန်ကူဆိုရင်မကျေနပ်တဲ့ဟာတွေပြောရဲဆိုပါပဲလေမှန်တာပေါ့သူ့အဖြစ်မှန်ကဒါဆိုရင်နိဗ္ဗာန်ဖြစ်ပါတယ်ဝါကမမဆိုတာအဖြစ်တင်တာဝါကမမဆိုတာတကွမ်းဆန္ဒပေါ့နော်တကွမ်းဆန္ဒဖြစ်တဲ့ကြောင့်မှားပါတယ်အဲ့တော့အဖြစ်မှန်ကပါလေနိဗ္ဗာန်ဖြစ်ပါတယ်大安好きな言葉の使い方として最も良いものを1、2、3、4から1つ選びなさい。အဲ့တော့ဒီအောက်ပါစကားလုံးတွေတောင်းမတောင်းနေနဲ့ပို့ပြီးတော့တင့်တော်တဲ့ဟဲ့ကို1 2 3 4ကနေပြီးရွေးပေးပါမယ်။ဒီကြတော့ကိုကြည့်မယ်နော်။ Q လို့ဖတ်တယ် Q ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်ဝေငှတယ်ဝေမျှတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ဝေငှတယ်ဝေမျှတယ်မျှဝေရယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီဟာကို Q ဆိုပြီးတော့ပြောပါတယ်။
တော့ဝေမျှရဝေငှရမျှဝေရဲဆိုတဲ့ပုံစံမျိုးနဲ့သုံးတယ်ပေါ့နော် kill you လုပ်တယ်ဘာမဆိုမျှဝေရဝေငှရဆိုတဲ့ပြပေါ့နော် share လုပ်တယ်ပေါ့ဟာကြအဲ့တော့နံပါတ်1ကကြတော့ kill you ဆိုတာဘယ်လိုပုံစံမျိုးနဲ့တူလဲဆိုတော့မှတခုခုပေါ့နော်တရင်ဆိုလို့ရှိရင်အားလုံးနဲ့ share လုပ်ပေါ့နော်ဟိုဝေမျှပေါ့မျှဝေပေါ့အဲ့လိုမျိုးတွေတုံးတယ်ဒါနှစ်ဦးပိုင်းဆိုရဲတယောက်ပိုင်းနှစ်ယောက်ပိုင်းတို့အများပိုင်းအဲ့လိုမျိုးဒီ kill you လုပ်လိုက်ဆိုရဲပုံစံမျိုးနဲ့ပေါ့နော်အားလုံးမျှဝေလိုက်ဝေမျှလိုက်ဆိုတဲ့ပုံစံမျိုးနဲ့သုံးပါတယ်အဲ့တော့ easy ပါရှင်းမြင်ပေါ်တဲ့ကြီးကတော့ kill you တဲ့ Duoc Xeno speech contest တို့ကအားရပါတဲ့တာဒီမြို့သူမြို့သားပေါ်တဲ့ကြီးကမျှဝေလို့ပေါ့နော် volunteer တွေမျှဝေရဆိုတဲ့ပုံစံမျိုးနဲ့ဆိုရင်တော့များစားသုံးလေးမရှိပါဘူးနော်မျှဝေမှုကြောင့်နိုင်ငံလူကစီပေါ့နော်ပညာတော်သင်ကျောင်းသားတွေရဲ့ speech contest တို့ကပေါ်ပေါက်လာခဲ့တယ်လူကစီရဲ့ speech contest တို့ပေါ်ပေါက်လာခဲ့အဲ့လိုမျိုးမသုံးပါဘူးနော်အဲ့ဒီဘာ大学と企業の教養で新しい技術の研究を行っているအဲ့တော့တက္ကသိုလ်နဲ့ဒီစီမံကိန်းနော်စီးပွားရေးစီမံကိန်းဌာနတစ်ခုနဲ့ပူးပေါင်းမှုကြောင့်လို့ပဲပြောတယ်教養လောက်တာမဟုတ်သူကဝေမျှတာမဟုတ်နော်ပူးပေါင်းပြီးတော့မှဒီ技術တစ်ခုပေါ့လေအနုပညာနိပညာအသေးတစ်ခုရဲ့သုတေသနကိုလှုပ်ဆောင်နေရဲဆိုတာပူးပေါင်းပြီးတော့လှုပ်ဆောင်တာပါဝေမျှပြီးလှုပ်တာမဟုတ်တဲ့အတွက်ကြောင့်မှားပါတယ်3番これらの事件には発生場所に共有の特徴があることは分かったအဲ့တော့ဒီလိုမျိုးအမှုကိစ္စပေါ့နော်ဒီလိုကိစ္စဒီလို事件မှာဒီလိုကိစ္စမှာဆိုလို့ရှိရင်ဖြစ်ပေါ်တဲ့နေရာမှာဝေမျှရမယ်အားသာချက်ရှိရဆိုတော့နားလဲရဲဆိုတော့အဲ့လိုမျိုးဝေမျှလည်းမဟုတ်ပါတော့သူကဘာနဲ့ဘာဝေမျှပြီးရဘာနဲ့ဘာဘလို့မျိုးဘယ်လိုမျိုး kill you လုပ်တဲ့ share ရွှေပုံတွေမျိုးနဲ့ပြောတာပေါ့နော်အဲ့တော့ဒီနေရာမျိုးပဲအားသာချန်နေနဲ့သုံးတာမျိုးလည်းပဲမဟုတ်ပါဘူးပြောမှာ結婚してから購入したものは夫婦の共有の財産になるလက်ထပ်ပြီးခဲ့ရနေပြီးဝယ်ယူထားခဲ့တဲ့ပစ္စည်းတွေကလင်မယားနှစ်ယောက်ရဲ့ kill you ပေါ့နော်share လုပ်တဲ့ပေါ့နော်ဝေးမြထားတဲ့ဆိုင်စာအမွေနဲ့ဆိုလင်မယားနှစ်ယောက်ပိုင်နဲ့အမွေနဲ့ဖြစ်တယ်ဆိုရဲ share လုပ်တဲ့ share ရမယ်ပေါ့နော်ဒီဟာပစ္စည်းဆိုလို့ရှိရင်အဲ့ဟာကိုအမြဲတမ်းနှစ်ယောက်ကိုတဝက်ဝက်ပြီးတော့kill you ပေါ့သူလည်းပိုင်တယ်ကိုလည်းပိုင်တယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုး kill you ရဲ့ဆိုင်စာအမွေနဲ့ဖြစ်လာတာဖြစ်ပါတယ်အဲဒါကြောင့်မို့အဖြေမှန်ကယွန်းပန်ဖြစ်ပါတယ်はいနိကျနာနာဆူရူတိုဤဆိုတဲ့အဓိပ္ပာယ်ကြတော့ခြုံထက်တဲ့ထူးချွန်တဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်အဲ့တော့ခြုံထက်တဲ့ထူးချွန်တဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်ဘာနဲ့တွဲပြီးတော့သုံးလဲဆိုရင်ခန်းကကုဆိုတဲ့ထိတွေ့ခံစားမှုနဲ့တွဲပြီးတော့သုံးနေရှိပါတယ်နော်ခန်းကကုဆိုတဲ့ဆင်ဆိုအထိတွေ့ခံစားမှုပေါ့နော်ခန်းကကုဆိုတဲ့ဒီခန်းကြီးနဲ့လာတတ်ပါတယ်ဒါကြောင့်မလို့ဆိုတော့ဒီလိုမျိုးလေးပေါ့နော်ဖတ်လိုက်တာနဲ့ဒီလိုမျိုးလေးဖတ်ကြည့်လိုက်တာနဲ့အဲ့မှာဆူရူတိုဤခန်းကကုဆိုရင်ဆိုလာပြောထားတယ်နော်ထူးချွန်နဲ့ချွန်ထက်တဲ့အတွေ့အမြင်ပေါ့နော်ဒါမျိုးအနေနဲ့တောင်းနေပေါ့မှန်တယ်မှန်တယ်ဆိုလို့ရှိရင်သူ့ရဲ့ Kyoko ဆိုရဲဒီမှတ်ဉဏ်ကခြုံထက်တယ်မှတ်ဉဏ်ခြုံထက်တယ်လို့ကမသုံးဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီလိုနှစ်တည်းဆိုရင်ဒါသူမှားတာပဲဆိုပြီးတော့တစ်ခါတည်းဆိုရွေးလိုက်လို့ရတယ်စံပန်းဆိုလဲအာကားချန်တော့ဟာတာအသားကြီးခြုံထက်တယ်လို့လဲလုံးဝမသုံးဘူးပေါ့နော်အဲ့ဒီတော့ဆင်ဆိုတာအမားလေးရွေးလိုက်မယ်ပြီးခြုံထက်တဲ့လူဆိုပြီးတော့လဲနိုးရခုခြုံထက်တဲ့လူဆိုပြီးတော့လဲမသုံးဘူးပေါ့နော်စွမ်းရည်ဒါအုံတုံးနိုးရခုကဆူရူတိုတော့မဟုတ်ဘဲနဲ့အုံတုံးနိုးရခုကတကိုက်တော့နိုးရခုမြင့်နေလို့အဲ့လိုမျိုးနေနေပဲသုံးပါတယ်ဒါကြောင့်မို့အဖြေမှာတော့ဆင်ဆိုအချီပန်းဖြစ်ပါတယ်ခန်းကကုနဲ့တွဲပြီးတော့မှတ်ထားပါမယ်နော်動物たちが自然界で生きていくために鋭い感覚が必要だဒီတလိမ့်ဆန်လေးတွေပေါ့နော်ဒီရှိစဉ်တဘာဝတွေမှာအသက်ရှင်တန်ဖို့အတွက်သူတို့ရဲ့ဒီထူးချွန်နေပေါ့နော်ချွန်ထက်တဲ့ထိတွေ့ခံစားမှုမှာအာယုံခံစားမှုပေါ့နော်ဒီမှာအနက်ရလို့ရှိရင်နားလေတယ်အထီးတွေမှာမဟုတ်တယ်နော်အာယုံနဲ့တည်တဲ့ဟာမျိုးအဲ့ဒါမျိုးဆူရတိုဝီခန့်ကကုလို့ပြောရဲအဲ့လိုမျိုးဆူရတိုဝီခန့်ကကုအလိုအပ်တယ်နော်တလိဆန်လေးတွေကတဘာဝထဲမှာရှင်တန်နေဖို့အတွက်မှာယာဒီမှာစီဇန်ရဲ့အပြောင်းလဲပေါ့နော်ဘယ်သူလိုက်ဘလို့ဆိုပြီးခန့်ကကုရှိရဲပေါ့ထူးချွန်တဲ့ခန့်ကကုရှိရဲဒါပေမဲ့သူတို့အဲ့ဒါကြောင့်မို့သူတို့မှာလိုအပ်တယ်ပေါ့နော်ခန့်ကကုရှိဖို့အတွက်လည်းပဲလိုအပ်တယ်ဆူရတိုဝီခန့်ကကုလို့တွဲပြီးအောင်မှတ်ထားပေးပါဟာนี่就ဟာကီလို့ပြောတယ်ဟာကီကပါလဲဆိုရင်ပွင့်လင်းပြောတယ်ပြက်သားပြောတယ်ကိုယ့်ရဲ့ဒီဇာတ်ဟာပြောပုံနေမှာလဲတုံးတယ်စိတ်နေစိတ်ထားအကျင့်စရာအင်းနေလဲဖော်ပြလိမ့်ရှိရပါတော့အဲ့တော့ဟာကီဖြစ်နေပွင့်လင်းပြက်သားပြောတယ်ဆိုတော့ပြန်ဖြေတဲ့အခါမျိုးမှာပဲဖြစ်ပေါ့ပွင့်လင်းပြက်သားနဲ့ပြန်ဖြေရပေါ့နော်အဲ့လိုမျိုးပုံစံနေတုံးနေတာပြောဟန်နေမှာတုံးတယ်ပေါ့လေနံပါတ်1ကပါလေよく眠ったので今日は頭がハキအဲ့တော့ခေါင်းကြီးဟာကီဖြစ်နေမှာပေါ့နော်ခေါင်းကပွင့်လင်းပြက်သားဖြစ်နေရလို့သုံးလို့မရအောင်အဲ့ဒီတော့ကြောင့်ဆိုနံပါတ်1ကမှားတယ်
အဲ့လိုပဲနံပါတ်1ကိုကြည့်လိုက်မယ်ဒီနားလေးကိုပဲကြည့်မယ်နော်ထိုးကိုယ်တော်ရမှာဆိုရင်ဝေးရတောင်ကိုတဲ့ကိုလည်းမြင်ရတယ်ဆိုဘယ်လိုမြင်ရလဲမိသားစုပြက်ပြက်တတထင်ထင်လင်းလင်းဆိုရဟာကီတွေမြင်ရလေနော်အဲ့တော့ဒီပါတယ်ပေါ့ဘီတို့ရဲ့ oak jaw ဆိုအစာဦးရဲ့ဒီခေါင်းမိုးထက်ကနေပြီးတော့တောင်ဝေးရတောင်ကိုပြက်ပြက်တတမြင်ရဟာကီတွေလို့ပြောမယ်နော်စမ်းပန်းကကြောက်ပါလဲဆိုရင်ခိကာရဲတက်ခုတော့အဲ့ဒီအကြောင်းသားလေးပေါ့နော်ဆိုနိုကဆေဝါခိကာရဲတက်ခုတော့နီဟာကီရီတော့ကိုတိုက်တာအဲ့ဒီအကြောင်းသားလေးကမေးထားတဲ့အကြောင်းအရာတွေကိုပြက်ပြက်တတနဲ့ဖြည့်ခဲ့ပါတယ်ဆိုတော့ဖြည့်တာဖြစ်တဲ့ကြောင့်ဟာနာရှိခတာပေါ့နော်ပြောပုံပြောနီးဖြည့်တဲ့ကြောင့်မှန်ပါတယ်နံပါတ်4ကကြတော့အမှားရဲ့မိဆုနိုကင်းရဲ့ဆိုတော့မှားနေတဲ့အကြောင်းရင်းတွေကိုပြက်ပြက်တတနဲ့နော်ပြောခိုင်းရအောင်ဆိုရောချိုးစာပေါ့နော်စစ်ဆေးမှုဟာပြုလုပ်ချင်းခံခဲ့ရပါတယ်မှားပါတယ်เนาะအဲ့တော့အမှားရဲ့အကြောင်းရင်းကိုရှာဖွေတဲ့ပုံစံမျိုးလဲသုံးတာမဟုတ်ပါဘူးဟာခေဆိုတာကအခုဒီနံပါတ်3မှာပြောတဲ့ပုံစံမျိုးနေနဲ့သုံးတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဆန်ဆိုအစံပန်းကိုရွေးရပါမယ်ဟိုင်ဂျာနီဂျိုကီကိုကြည့်ပါမယ်ခန်းရှောဆိုတာပါလေခန်းရှောဆိုတာချိရှုခံစားရတဲ့အနုပညာတွေဂီတတွေစာပေတွေ၃ခုပါနော်အဲ့ခန်းရှောဆိုတာလေချိရှုခံစားရတဲ့အနုပညာဆိုပြီးကျအနုပညာနဲ့ပတ်သက်ပြီးခံစားရတယ်အဲ့အုံကကဂီတကိုခံစားရတယ်နော်အနုပညာကိုခံစားရတယ်စာပေကိုခံစားရတယ်အဲ့ဒါမျိုးတွေမှာသုံးတာဖြစ်ပါတယ်နော်ဒီနေ့မှာနံပါတ်1ကိုចောင်းဆိုပြီးတော့လာပြီကကိုနိုကျူပြောတယ်ခိုးကြောဟိတဲ့ခြေတင်ရှာကိုခုမီတတဲ့ရိုးဆိုကိုခန်းရှောတာကျောင်းစာသင်ခန်းထဲမှာအဲ့စိတ်ယုံကိုတွားပြီးတော့စပိန်နေဘလို့တက်ဆင်ရလဲဆိုတဲ့အခြေအနေကိုခန်းရှောမဟုတ်ဘူးတဲ့ကြပါလေ King Q ပေါ့နော်King ကကူပါလှည့်လေပြီးကြည့်ရှုရဲဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့မှားပါတယ်ဒီပါဆိုတော့ဒီမှာဒီနောက်လေးပဲကြည့်ရအောင်မိသားစုနော်အဲ့လိုဆိုရင်နားလေအုံကကိုခန်းရှောတာအုံကကိုဆိုရင်ဂီတကိုခံစားတာဖြစ်တဲ့အတွက်ကြောင့်စင်စစ်ဆုံးနာပြောထားတဲ့နဲ့ကိုက်ညီမှုရှိပါတယ်နော်အချို့ကစင်းတို့ကရှိနော်コンサートホールでクラシック音楽を鑑賞したクラシック音楽を鑑賞ဆိုတာဖြစ်တဲ့ကြောင့်မှတ်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်ခါသူရိုနေဆွေးတက်鑑賞したဆိုပါလေရှိတယ်ကိုရုံးတယ်စာဝတ်စာတမ်းတွေကိုဖတ်ပြီးတော့ကြည်စင်းကိုမမိုးထပ်မယ်နီးတော့ဒီကိုယ့်ရဲ့တဘာဝကိုကောက်ွယ်ဖို့အတွက်တိုင်းပြည်ရဲ့ activity ပေါ့နော်ခါသူရိုလှုပ်ရှားactivity ပါလှုပ်ရှားဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတော့ခံရှော့တာဆိုတော့ကြည့်ရှုကြည့်ဆိုတာမှာပါတယ်။ရုံးပန်းလေးတူတူပဲပေါ့နော်။သူကလျိုးရီကိုကြည့်ကြည့်လျိုးရီကိုရှာမှခံစားရတာခံစားတာကိုပြောတာမဟုတ်ပါဘူး။စွန့်နဲ့ပြောတဲ့၃ခုမှတ်ထားပါနော်။တို့စာပေရဲ့ဂီတရဲ့အနုပညာရေးမှာခံစားရတဲ့ပုံစံမျိုးသုံးတာဖြစ်ပါတယ်။အဲ့တော့နံပါတ်4လေးပဲမှားပါတယ်။ဟိုင်ဆန်းကြည့်မယ်ချာကုဆိုတာပါလေ။ချာကုဆိုတာကြတော့စမှုစပါနော်တခုခုလောက်တဲ့အခါမှာဆိုလို့ရှိရင်ချာကုနဲ့ချောမောမောနဲ့အဆင်ပြေနဲ့အရှိကိုဆက်လက်ပြီးတော့ရှေ့ဆက်နေရဆိုပုံစံမျိုးသုံးတာဖြစ်ပါတယ်အဲ့တော့ချောမောနဲ့ရှေ့ဆက်နေတဲ့ပုံစံပေါ့နော်ချောမောနဲ့ဟိုမှာအစည်းအဝေးတော့ပေါ့နော်စာဝတ်စာတမ်းပြင်ဆင်တာတွေကချာကုရအဆင်ပြေနဲ့အဆင်ပြေစွာနေပဲချောမောနဲ့ပဲဆက်လက်လှုပ်ဆောင်နေရဆိုပုံစံမျိုးသုံးတာဖြစ်တယ်ပေါ့နော်နံပါတ်1အဲ့တော့တန်တောင်မှာချာကုတော့ဖူရိုကုနာတဲ့အဲ့တော့ဝရဏာကြီးမှာချောမောနဲ့ဟောင်းနွမ်းနဲ့အန်ရီဖြစ်လာတာမို့လို့ပြင်ဆင်နေဆိုပုံစံမျိုးသုံးပါမလားမိသားစုမှားပါတယ်နော်နံပါတ်2မှာဆိုရင် game နဲ့ပတ်သက်ပြီးတော့ပြောရဲအချိန်ကချာကုဖြစ်နေရဆိုရပြောရဲအချိန်ကချောမောနဲ့ပြီးမြောက်သွားတယ်လို့ပြောရဲပေါ့နော်မှားပါတယ်အဲ့တော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကချောမောနဲ့ပြီးမြောက်နေတဲ့ဆိုပုံစံမျိုးပြောတာဖြစ်တဲ့ကြောင့်မှားပါတယ်နော်စမ်းပါ来週のパーティーの準備は着々と進んでいるようだအဲ့တော့နောက်တစ်ဖက်ပါတီရဲ့ပြင်ဆင်မှုတွေကချောမွေ့နဲ့ရှေ့ကိုဆက်နေတယ်လို့မျိုးပဲဆိုတော့ဘာဖြစ်လဲမှန်ပါတယ်ပါတီရဲ့အစီအစဉ်တွေအကုန်လုံးကချောမွေ့စွာနဲ့ရှေ့ဆက်နေရဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပြီးတော့夕方になって外は着々と涼しくなってきてるအဲ့တော့ညနေဆောင်မှာအပြင်မှာချောမောနဲ့ဆူရှိပေါ့နော်အိမ်မြပြီးတော့ရှေ့ဆက်နေမှာပါတယ်နော်အဲ့တော့ပြင်မှာကတော့စံပန်းဖြစ်ပါတယ်じゃあ皆さんやめလို့မြောက်လေးပါလေဒါဆိုရင်ဆက်ဆိုပုံပို့လဲဆက်ပြီးတော့သွားရအောင်နော်ပုံပို့နဲ့ဒုတ်ခိုင်းနဲ့ဆက်ပြီးတော့သွားရအောင်じゃあバイバイ